လာပါ 0002 home button အားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့ video လေးကနေပြီးတော့မှပြန်လည်ကြိုဆိုပါရစေဒီနေ့ကျွန်တော်ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒီ MN notebook ကိုပေါ့နော်ဒီဖုန်းနဲ့ဘယ်လိုမျိုးအသုံးပြုရမလဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်ဒီ MN Google MN notebook ဆိုတာကကျတော့ကျွန်တော်တို့ဒီပညာရေးပိုင်းဆိုင်ရာစာအုပ်တွေကိုအနည်းချုပ်လေ့လာလို့ရမယ်ပြီးတော့ကိုသိချင်တာတွေကိုမေးလို့ရမယ်ပေါ့နော်တော့မေးလို့ရတဲ့နေရာမှာလည်းကိုတင်ပေးလိုက်တဲ့ပေါ်နေဘူးဒီပြီးတော့မှဒီပြောင်းလဲပြီးတော့သူကဖြေချပေးမှာပေါ့နော်အဲ့ဒီကပဲကြည့်ပြီးတော့မှဖြေချပေးမှာကိုနားမလဲတဲ့ဒီအင်္ဂလိပ်စာအုပ်တွေနောက်တခြားဘာရေးထားတဲ့ဘာသာစာအုပ်တွေကိုလည်းမြန်မာဘာသာနဲ့ပြန်ခိုင်းလို့ရတယ်ပြီးတော့ audio summary ထုတ်ခိုင်းလို့ရတယ်ပေါ့နော်အဲ့ဒီလိုမျိုးလုပ်တဲ့ဒီ app တစ်ခုဖြစ်ပါတယ်သူကလောလောဆယ်တော့ app version တော့မရှိသေးဘူးပေါ့နော် APK version တော့မရှိသေးဘူးဒါပေမဲ့ website ကနေပြီးတော့ဝင်သုံးရမယ်ပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်ဖုန်းနဲ့ဘယ်လိုအသုံးပြုရလဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Tap for You YouTube channel လေးကိုလည်း like and subscribe လေးနဲ့အားပေးတော့ကြပါဦးခင်ဗျာ okay ဒါဆိုရင်တော့အစီအစဉ်လေးကိုခုပဲစတင်လိုက်ပါမယ်ကျွန်တော်ကတော့ဒီနေ့ browser သုံးရမယ်ပေါ့နော် browser သုံးရမယ်ဆိုတော့ကျွန်တော် Chrome browser ကိုသုံးပြတော့မှာဖြစ်ပါတယ်အဲဒါကြောင့်မို့ကျွန်တော်က Chrome browser လေးတွေကိုတစ်ချက်တွားလိုက်ပါမယ်ဒီတခုပြောချင်တာကလေဒီ website လေးကိုအသုံးပြုမယ်ဆိုရင်တော့ကျွန်တော်တို့မြန်မာတို့ရဲ့ထုံးစံအတိုင်းVPN လေးတော့ခံလိုက်ပါတော့ okay ဒီမှာ Chrome notifications make the control table easily managed via no text button continue button okay လိုက်မယ်ဒီမှာကျွန်တော်တို့ server မှာ Google notebook လို့ရေးချလိုက်မယ်ပေါ့နော်ဒီမှာရေးချလိုက်မယ်ပေါ့နော် G golf G O Oscar O Oscar O G golf G L Lima L E Echo E ဒီမှာဆိုရင် Google Incorporation Google text box editing Google AI Studio chat Google AI Studio Studio stream Google AI Studio Studio stream Google AI Studio Studio okay space delete space deleted E deleted ဒီမှာ R Romeo E Echo E Google notebook ပေါ့နော်ဒီမှာ November NO P လို့ရေးလိုက်တာနဲ့ရပြီ ebook Y Yankee T Tango ebook E Echo book Google notebook ဒီမှာ Google notebook ဆိုပြီးတော့ပေါ်နေပေါ့နော်အဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်တက်လိုက်လို့ရှိရင်ဒီထိတ်ဆုံးမှာကြာလာတဲ့ link လေးပေါ့နော်အဲ့ link လေးကိုတစ်ချက်ကျွန်တော်ဝင်လိုက်မယ်ခဏလေး Google service that requires no Google Colab /collab.google/htps//collab.service What is Google Notebook used? What is the difference? Feedback button. Google Notebook LM tutorial. Become a power user in 15. YouTube Central Media December 20th, 2020. Google Notebook about this result. Videos edit about this Google Notebook LM tutorial. Become a power user about this result. Videos edit 2. Feedback button. What is the difference between chat and notebook? What is Google Notebook used? Why was Google Notebook discussed? Is there a notebook for Google? About this result button. People also ask edit 2. Chrome. Notebook. Colab is a hosted Jupyter. About this Google Colab.google/https. Sign in. About this result for Google Notebook button. Sign in. Google accounts. Google Note. Is your powerful virtual research assistant. Notebook. Use the power of AI for quick summary. About this result button. Google Notebook Note taken and research assistant. Notebook.google/https. Notebook search taken ဘာညာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာ try Google link ဆိုတဲ့နေရာလေးကိုtry notebook link ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ပြီးလို့ရှိရင်ဒီမှာပေါ့နော်ကျွန်တော်တို့ဒီမှာ your personal research AI ပေါ့နော်ဒါ okay ပြီးလို့ရှိရင်ဒီမှာ upload source ရှိတယ် Upload PDFs, websites, YouTube videos, audio files, the Google Docs, upload slides, and notebook will summarize PDF the connections between topics, all powered by Gemini 2.0 SLD. Back button. ဒီ upload ကိုပေါ့နော် PDF file တွေဒီ TXT file တွေနောက် video file တွေလုပ်လို့ရမယ်နောက် YouTube ကဟာတွေကိုတင်ပေးလို့ရမယ်ပြီးတော့အခုဒီ Google Notebook MN ကကြတော့ကျွန်တော်တို့ဒီ Google Gemini 2.0 flat နဲ့ချိတ်ဆက်ထားတယ်လို့ပြောထားရပါတော့ Okay အဲ့တော့ကျွန်တော်တို့ပထမဆုံးဘာမှမလုပ်ခင်မှာ setting လေးတွေကိုတစ်ချက်သွားလိုက်ပါ Overview button. C1 tab button. ဒီမှာတစ်ခုလိုတာကလေ sorry မိကြံခဲ့တာကဒီကိုယ့်ရဲ့ဟိုလေးကိုဒီ desktop mode လေးပြောင်းခဲ့ပေါ့နော် desktop mode လေးပြောင်းခဲ့ဖို့လိုအပ်ပါတယ် Okay ပြီးလို့ရှိရင်ရတယ်ဒီ Google MN Notebook ကိုကိုယ့်ရဲ့ဖုန်းမှာ install လုပ်ခဲ့လို့လည်းရတယ်လုပ်ချင်လို့ရှိရင်ပေါ့နော်လုပ်ချင်လုပ်ခဲ့လို့ရတယ် Okay ဒါပေမဲ့အဲ့ဒါတော့မလုပ်သေးဘူးเนาะဒီမှာ setting menu တွေကိုတစ်ချက်သွားလိုက်မယ်ပေါ့နော် Okay အဲ့ဆိုရပြီဒီမှာ output language ဆိုတာရှိရပါတော့ဒီ output language မှာကျွန်တော်တို့မြန်မာထည့်ပေးရမယ်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်ဘယ်လိုမျိုးရင်းမြစ်တွေပဲလာမြန်မာလိုပဲပြောမယ်ပေါ့နော်ဒီမှာကျွန်တော်ထည့်ပြီးသားဖြစ်နေတယ်ပုံမှန်ဆိုရင်တော့ဒီ combo box language နေရာမှာ default ဖြစ်နေမှာပေါ့နော်အဲ့ဒါလင်းရနာကြီးကိုမှတ်ထားပါ
အဲ့လိုသဘောဖြစ်နေတဲ့ခါကျရင်ကျွန်တော်တို့ဒီမှာ choose your language override choose your language override ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပေါ့နှိပ်ပြီးလို့ရှိရင်မြန်မာကိုရှာပြီးထည့်ပေးလိုက်ပေါ့နော် okay အဲ့တော့ကျွန်တော်ဒီမှာပြီးလို့ရှိရင် button to save the ဒီ settings button save setting လေးကိုတစ်ချက်နှိပ်လိုက်မယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့မြန်မာ language ဖြစ်သွားပါပြီ okay အဲ့တော့ အရင်းမြစ်တစ်ခုကျွန်တော် settings menu home heading 1 create new notebook စာအုပ် button တော့ check radio ပေါ့ button နော်စာအုပ်တော့ check radio button တင်ကြည့်ရ select မယ် project filter type menu pop up title column header musical note project actions menu ကျွန် pop တော် up တို့ဒီ button မှာတင်ပြီးသားတွေရှိတယ်ပေါ့နော်တင်ပြီးသားတွေရှိတယ်ဒီတင်မယ်ဆိုလို့ရှိရင်တော့ဒီမှာ project action person tool project action magnified list project action notebook with sticker project actions menu notebook with sticker project actions ဒီ menu create new book ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ sorry ပါ music title select check radio button create new notebook button create new notebook ကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီမှာ check radio buttonကိုယ့်ရဲ့ dialog button add sources edit discover sources button upload sources to your computer button upload your sources your computer ပေါ့နော်ကိုယ့်ရဲ့ဒီ device ထဲမှာရှိတဲ့စာအုပ်တွေကိုတင်လို့ရမယ်နောက်ပြီးရင် upload sources ဒီ edit မှာ supported file types pdf .txt markdown audio pdmp3 google drive ပြီးရင်ဒီမှာ Google Drive ကနေတင်လို့ရမယ်နောက်ထပ်ကကြတော့ Google Docs ကလည်းတင်လို့ရမယ် Google Docs ပြီးရင်ဒီမှာ Google Slide ကလည်းတင်လို့ရမယ်ပြီးတော့ဒီမှာ website တခြား website တွေပေါ့နော်မှာကိုကြိုက်တဲ့သတင်းတစ်ခုတွေ့လို့ရှိရင်အဲ့ဒီသတင်းပေါ်မှာအခြေခံပြီးတော့မှဒီဆွေးနွေးရမျိုးတွေလုပ်ချင်လို့ရှိရင်ဒီအချင်းချုပ်တွေလိုချင်လို့ရှိရင်ဒီ website link တွေကိုဒီမှာလာထည့်လို့ရတယ်ပေါ့နော် okay ဒါရတော့ကျွန်တော်နောက်တစ်ပိုင်းမှာပဲပြသွားပေးရမယ်เนาะအခုကကျွန်တော်ကဒီဒါလေးပြလိုက်မယ် Google Slides ဒီမှာ Google Docs Google Drive ဒီကိုယ့်ရဲ့ sources edit 2 အပေါ်ဟာလေးပေါ့နော်ဒီ upload your sources computer ကိုနှိပ်ပြီးလို့ရှိရင် allow down line allow လေးပေးလိုက်ပြီးလို့ရှိရင်ကိုယ့်ရဲ့device ကြောက်ရောက်တော့မယ်ကို download လာတဲ့ PDF file သို့မဟုတ် DSG file ဒါမှမဟုတ်ရင်လည်း MP3 file စားတဲ့ file တစ်ခုခုကိုသူ upload လုပ်ပေးလိုက်ခဏစောင့်လိုက်ပေါ့နော်စောင့်ပြီးလို့ရှိရင်အခုဒီမှာ musical note ဒီလိုမျိုးဟာလေးပေါ်လာမှာပေါ့နော်ဒီလိုမျိုးခေါင်းသေးလေးနဲ့သူဖြစ်သွားမယ်ဒါကျွန်တော်မြန်ရအောင်မလို့ကျွန်တော်တင်ထားလိုက်တာပေါ့နော်ဒီမှာ one shot ကိုကဒီဥပမာဆိုရပါဆိုဘိုးကျောင်းအောင်ဆိုင်ရဲ့အကြောင်းကိုသိကျင်နေဆိုဘိုးကျောင်းအောင်ဆိုင်နဲ့ပတ်သက်တဲ့စာအုပ်တွေအားလုံးလိုက်ရှာပြီးလို့ရှိရင်ဒီပေါ်မှာတင်ပေးလိုက်ပေါ့နော်တင်ပေးလိုက်လို့ရှိရင် तू ကရှင်းမြစာအုပ်တွေအားလုံးတင်ပေးလိုက်ပေါ့နော်မှာ10အုပ်ဆို10အုပ်ပေါ့နော်ကိုတင်ပေးတဲ့ပမာဏမှာမူတည်ပြီးတော့မှာတော့အချိန်လေးတွေချရတယ်အဲ့ဒါလေးရောရှိရပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီလိုမျိုးစာကြောင်းလေးပေါ်လာမှာပေါ့နော်ဒီမှာအဲ့စာအုပ်လေးပေါ့နော်အဲ့စာအုပ်လေးကိုကျွန်တော်တို့ဒါသူကတော့ဒီလိုစာလေးပေါ်လာပြီးစောင့်ပြရတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာcopy summary ဒါလေးကိုကျွန်တော် copy ယူသွားလို့ရတယ် save the note button တို့ဒါ save note ဒါကို save ထားလို့လည်းရတယ် add note button အဲ့ဒီမှာ add note ပေါ့နော်ထပ်ပြီးတော့ထည့်လို့လည်းရတယ် audio overview button နောက်ဒီမှာ audio overview ပေါ့နော်ကျွန်တော်ဒါလေးကိုလုပ်ကြည့်လိုက်မယ်ပေါ့နော်ဒါလေးကအရင်မိုက်တယ်ဒီ function လေးက fly နေအတွက်လည်းအဆင်ပြေရပေါ့နော်အမြင်အောင်စောစောတွေ့အတွက်လည်းလုံးဝ accessible fully ဖြစ်ပါတယ် okay ဒီမှာ mind map ရှိတယ်ဒါ mind map လုပ်လို့ရတယ်ပေါ့နော် query box start typing text box ဒါကတော့ကိုမေးချင်ရမေးလို့ရတဲ့ text box လေးပေါ့နော်ပြီးရင်ဒီမှာမေးပြီးလို့ရှိရင်ဒီမှာ submit ကိုနှိပ်လိုက်လို့ရှိရင်ကိုရေးထားတဲ့ဥမာပိုကျောင်းအောင်ဆန်းကငယ်သိန်းကဘာလုပ်ခဲ့လဲလို့မေးလိုက်လို့ရှိရင်မေးပြီးလို့ရှိရင်ဒီ submit ကိုနှိပ်လိုက်လို့ရှိရင်သူကပြန်ဖြေပေးရပေါ့နော် scroll to the previous group of items button okay follow up question အဲ့တော့ကျွန်တော်ဒီနေ့က audio overview ပေါ့နော် audio overview ကိုကျွန်တော်နှိပ်လိုက်မယ် studio ခဏဆောင်ပေးရပါတယ်ဒီမှာ create learn more link indeterminate progress indicator take the learn more link indeterminate progress indicator okay ဒီမှာ loading conversation သွားနေပြီနော်အဲ့လိုမျိုးလေးစောင့်ပေးရတယ်ပုံမှန်ဆိုရင်တော့ဒီစာအုပ်တင်ပြီးလို့ရှိရင်ဒီ audio overview ကိုနှိပ်လိုက်လို့ရှိရင်သူကအနည်းဆုံး3မိနစ်ကနေ4မိနစ်ပတ်ချလေလောက်စောင့်ရတယ်ပေါ့နော်ပြီးမှပဲကျွန်တော်တို့လိုချင်တဲ့ဟာကိုသူကရတယ်ပေါ့နော်သူကတော့ဒီနှစ်ယောက်ဆွေးနွေးတဲ့ပုံစံမျိုးရပါတယ်ဘယ်လိုမင်းလေးတော့ရလိုက်တာပေါ့နော်အဲ့လိုမျိုးရတယ်ဘယ်လိုမျိုးစာအုပ်တွေပဲဖြစ်ဖြစ်သူတို့ဆွေးနွေးပေးပါတယ် customize and control node Google Apps button ဟိုတစ်ချက်ရသွားပြီပေါ့နော် share settings menu sources tab Jima. Chat tab audio party popper create audio learn more link okay ဒီမှာ button ဒီမှာနော်ပြီးသွားပြီဒီမှာ see more options ကလေး audio ပတ်တန် play လေး audio ရှိ button တယ်ဖွင့်ကြည့်မယ်တစ်ချက် မင်္ဂလာပါရှင်လူအများစုသိကြတဲ့အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့တည်ကြည်တဲ့ပုံရိပ်ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေအကြောင်းကတော့အားလုံးသိပြီးသားပါ ဟုတ်ကဲ့ ဒါပေမဲ့ဒီနေ့ကျမတို့ဆွေးနွေးချင်တာကအဲ့ဒီပုံရိပ်ရဲ့နောက်ွယ်ကလူသိမသိသေးတဲ့သူ့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းဂီတပေါ်ထားရှိတဲ့ခံစားမှုနှစ်သက်မှုအကြောင်းလေးပါပဲ ဟုတ်ပါတယ် ဒီအကြောင်းတွေကိုရေနံသာဝင်းမောင်ရေးထားတဲ့ပိုချုပ်ချစ်တဲ့ဂီတချစ်တဲ့ပိုချုပ်စာအုပ်ထဲကအချက်အလက်တွေကိုအခြေခံပြီးတော့သုံးသပ်ကြည့်ကြမယ်သဘောပါ
ဟုတ်ပါတယ်ဟုတ်ပါတယ်ကိုကိုကြီးကဂီတကိုခန်းစားတတ်တယ်လို့အများပြည်သူနဲ့သက်ဆိုင်တဲ့အမျိုးသားရေးကိစ္စတွေမှာလဲဂီတကိုသူဘလို့အလေးထားတယ်လဲဆိုတာကပို့ပြီးတော့ချင်းရှားလာပြန်ရောစောင်းထဲကအချစ်တွေရသူကတတော်နဲ့လို့မျိုးချစ်စိတ်တက်ကြွစေတဲ့တချင်းတွေကိုအထူးနဲ့တက်ခဲ့တယ်ကြိုက်တယ်ပေါ့ ဟုတ်ကဲ့ ဒါအပြင်ဂီတပညာရှင်တွေကိုလည်းတိုင်းပြည်အတွက်အားသက်စရာမျိုးချစ်စိတ်နှုံဆော်ပေးမဲ့တချင်းတွေဖန်တီးဖို့တိုက်တွန်းခဲ့တယ်လို့ဆိုတယ်ဒီလိုလုပ်ရက်တွေကခေါင်းဆောင်ကြောက်အနေနဲ့ဂီတရဲ့စွမ်းအားကိုသူဘယ်လိုနားလည်ထားလဲဆိုတာပြနေရပါဘူး ဒီချပါ โอเคဒီမှာဆိုရင်ကျွန်တော်တို့အဲ့လိုမျိုးစာအုပ်လေးရရပါတော့သူကအများဆုံးဒီ6မိနစ်လောက်ထိပဲလောလောဆယ်တော့ရသေးရပေါ့နော်နောက်သူရဲ့တခြား premium feature တွေဘာတွေဝယ်တော့ရင်တော့ပြောတော့ပေါ့နော်โอเคနောက်တစ်ခုကကြတော့ဒီဟာကိုကျွန်တော်တို့play ဒီမှာ Seymour Ship ဘတ်တန်ကိုနှိပ်ပြီးတော့လေဒီမှာ download ဘတ်တန်ကိုနှိပ်ပြီးတော့ဆွဲထားလို့ရတယ်ပေါ့နော်ခုဒီမှာကျွန်တော်ဒါမှလို့ရှိရင်ဒီမှာသူက wave file လေးနဲ့လာပါတယ် အဲ့လိုမျိုး wave file နဲ့လာပေါ့နော်ဆက်တောင်းလိုက်မယ်ဒီမှာဒါကိုတီးဖြတ်လို့လည်းရသေးတယ်ပေါ့နော်ဒီမှာဒီကျွန်တော်လေးဒီကောင်ကကြတော့လေတချို့ဟိုတွေကြတော့တိတ်မသိရကြီးလဲရှိရပေါ့နော်ဒီမှာ pre-ping လည်းလုပ်လို့ရတယ်နောက် study guide ပေါ့နော်ဒီမှာသူတို့အမေးဖြေလေးတွေပေါ့အမေးဖြေလေးတွေသူပြထားလေးလည်းရှိတယ်ကျွန်တော်နည်းနည်းကြာနေနေလို့မရအောင်ဖြစ်နေ Notes heading 2. More menu pop-up button. Add note button. Study button. Briefing talk button. Type button. Type button. Okay ကျွန်တော် line လေးနည်းနည်းကြာနေလို့ပေါ့နော်ဒီလိုမျိုးလေးတွေအများကြီးပေါ့နော်ဒီမှာ Settings menu pop-up button. Sources tab. Chat tab. ဒီမှာchat tab ကိုသွားပြီးတော့လေဒီ Query box start typing. မေးလို့ရတယ်ပေါ့နော်ဥမာခဏလေးနော် Next language. ဒီမှာဆိုရင်ပိုကျော်အောင်ဆန်းဒီဂီတကိုဘယ်လောက်ချစ်တယ်လဲ Please make sure microphone is not occupied by other apps. If you want to keep recording with OK button. Chrome. Audio overview button. Add note button. Query box start typing. Text box. Okay အဲ့လိုမျိုးလေးပေါ့နော်မေးလို့ရတယ်ဒါချက်ကတော့ဒီလိုပဲဒါခုန sorry ပါကျွန်တော် microphone ကဟိုနှစ်ခုသုံးလို့မရဘူးဖြစ်နေပေါ့နော်နှစ်ခုသုံးလို့မရဘူးဖြစ်နေတယ်အဲ့တော့ဒါတော့ပြလို့မရတော့ဘူးပေါ့နော်အဲ့လိုမျိုးလုပ်ရပါတယ်လို့ဒီ study guide လည်းလုပ်ရတယ်မေးဖြေလည်းလုပ်လို့ရတယ်အဓိကတော့ဒီမေးရဖြေတဲ့အခါမှာတော့ဒီစာအုပ်ထဲကအချက်လက်တွေပေါ်မှာမူတည်ပြီးတော့မှမေးသွားဖြေသွားတဲ့သဘောပေါ့နော် okay အဲ့တော့ဒီနေ့ရဲ့ tutorial လေးကတော့ဒီလောက်ပါပဲအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ် video share သွားရင်လည်းအားလုံးတောင်းပန်ပါတယ်เนาะကျွန်တော်တို့ရဲ့for you Telegram channel လေးကိုလည်းလာရောက်ပြီးတော့မှ join ပေးကြပါဦးခင်ဗျဒီ Telegram channel link လေးကိုလည်းဒီအောက်က description မှာထည့်ပေးထားပါမယ်ကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye